Hello မင်္ဂလာပါဒီနေ့တော့ဖုန်းနဲ့ PDF file ဘယ်လိုဖန်တီးကြမလဲဆိုတဲ့အကြောင်းအရာလေးပြောပြမယ်နော်အဲ့တော့ကျွန်တော်တို့ဖုန်းထဲမှာအရင်ဆုံး cam scanner ဆိုတဲ့ app လေးပေါ့နော်ဒီ app လေးရှိဖို့လိုအပ်ပါတယ်အဲ့တော့ Play Store ကနေ down လိုက်ပါအဲ့တော့ကျွန်တော်တို့ဒီမှာ down မိတာရှိပါတယ်အဲ့တော့ဒီမှာ cam scanner လေးကိုဝင်လိုက်ပါမယ်အဲ့တော့ဝင်လိုက်တဲ့အခါမှာသူကဒီကင်မရာပုံလေးပြတယ်ပေါ့နော်အဲ့တော့ကင်မရာပုံလေးနဲ့စာရွက်စာတမ်းတွေကို scan ဖတ်ရမှာဖြစ်ပါတယ်အဲ့တော့သူကစချင်းသုံးတာဖြစ်တဲ့အတွက်ဒီမှာသူတွေကပါတဲ့နမူနာ file နေနဲ့ scan ဖတ်မလားလို့မေးနေတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကတော့အဲ့ဒါနဲ့မဖတ်ပါဘူးအခုဒီမှာတွေ့တဲ့အကျန်းစာရွက်လေးတွေ့ရနဲ့ scan ဖတ်ပြမှာပဲဖြစ်ပါတယ်ကြတော့လက်ကိုငြိမ်ငြိမ်လေးထားပြီးတော့ဒီချာလေးချိန်ပြီးတော့ရိုက်လိုက်ပါရိုးရိုးတက်ပုံရိုက်လို့ပါပဲဘာမှမထူပါဘူးအဲဒီမှာစက်ကcam scanner app ကသူ့ဘာသူလှုပ်လို့တောင်းမှာဖြစ်ပါတယ်အဲတော့စာသားတွေနေရာလဲသူ့ဘာသူရွေးသွားမယ်ပြီးတော့ like တဲ့ effect ပေါ့နော် like တဲ့သူစာရွက်နဲ့ like မဲ့ effect တွေလဲသူ့ဘာသူရွေးပေးသွားမှာဖြစ်ပါတယ်အဲတော့အခုဒီမှာတော့လောလောဆယ်file name လေးပေးလိုက်အောင်ပါပေါ့နော်အဲ့တော့ file name လေးပေးလိုက်မယ်အဲ့တော့အကျန်းဆိုပြီးပေးလိုက်မယ်အကျန်းဆိုပြီးပေးလိုက်ပါမယ် okay ဒီမှာအောက်မှာသူ effect တွေလည်းအများကြီးပါတယ်နော် original ဒီမှာ BMW ပါညာပေါ့နော်အများကြီးပါတယ်အဲ့တော့သူ recommend ပေးထားတဲ့ဟာလေးနဲ့အဆင်ပြေပါတယ်အဲ့ဒါလေးနဲ့ပဲကျွန်တော်တို့ save လိုက်ပါမယ်မှန်ကြီးလေးချက်လိုက်ရပါပြီကဲပြီးရင်ကျွန်တော်တို့ကစာရွက် site တွေportrait landscape တွေပြင်နေဆိုရင်အောက်မှာ edit pdf ဆိုတာလေးပါပါတယ်အဲ့ဒါ edit pdf ထဲကနေရွေးလိုက်လို့ရှိရင်အောက်မှာ setting ပါပါတယ်နော်အဲ့ဒါ pdf setting ဆိုတဲ့ဝင်လိုက်မယ်အဲ့မှာစာရွေးလို့ရပါတယ်အဲ့မှာ A4 A5 A3 B4 B5 legal ဘာညာပေါ့နော်အဲ့လိုပါပါတယ်ကိုယ့်အကူ custom size လေးထည့်လို့ရပါတယ်အဲ့တော့ဒီမှာ A4 ပဲရွေးလိုက်ပါမယ်okay ပြီးရင် direction ရွေးမယ် direction က auto ထားလဲရပါတယ် portrait landscape ထားလဲရပါတယ်အခုကတော့လေရလိုက်ရိုက်ထားဖြစ်တဲ့အတွက် landscape ကိုရွေးလိုက်ပါမယ်ပြီးရင်ဘေးရစာရွက်သားတွေထားဖို့ margin လဲဖွင့်လိုက်ပါမယ်ကြည့်ဒါဆိုရင်စင်ပြေသွားပါပြီသူကအဲ့ setting တွေကနောက် scan ဖတ်တဲ့ဟာတွေအတွက်လည်းအသုံးမှာဖြစ်တဲ့အတွက်ပြန်ပြီးတော့ပြင်ပေးမှရမှာနော်ကြည့်ဒါဆိုရင်တော့ရှားသွားပါပြီကြည့်ရလေးကိုကျွန်တော်တို့က save မယ်ပေါ့နော် save မယ်ဆို share ကိုနှိပ်ရပါမယ် share ကိုနှိပ်ပြီးတော့ share as pdf ဆိုတာလေးရွေးရပါမယ်ပြီးရင် save to local ဆိုတာကိုရွေးပြရပါမယ်ဒါဆိုရင် download cam scanner ဆိုတဲ့ folder ထဲမှာ pdf file အနေနဲ့ save သွားမှာဖြစ်ပါတယ်အဲဒါကိုပုံအနေနဲ့ save ရင်တော့ 1430 ကိုနှိပ်ပြီးတော့ save to gallery ဆိုတာလေးရွေးလိုက်ရင်ပုံအနေနဲ့ save သွားမှာဖြစ်ပါတယ်ကဲဒါဆိုရင် gallery ရဲ့သွားပြီးကြည့်အောင်အဲ့ဒီမှာ photo app ထဲဝင်လိုက်မယ်ဟောဒီမှာပေါ်လာပါပြီကျွန်တော်တို့ဆောနာက scan လုပ်ထားတဲ့ကျန်းစာရွက်လေးဖြစ်ပါတယ်quality ကတော့မြင်တဲ့အတိုင်းပါပဲရိုးရိုးတက်ပုံရိုက်ထားတယ်ဆိုရင်ဒီလိုမျိုးမဖြစ်ပါဘူးเนาะရိုးရိုးတက်ပုံရိုက်ထားတယ်ဆိုရင်သူက document design မဖြစ်ဘဲနဲ့စာရွက်သားဒီလိုဖြူဖွင့်နေအောင်မရပါဘူးprint ထုတ်တဲ့နေရာတွေမှာလည်းတည်တာပါတယ်เนาะရိုးရိုးတက်ပုံထုတ်တာနဲ့လို့ scan ဖတ်ပြီးမှထုတ်တာနဲ့ quality ကအကွာကြီးဖြစ်ပါတယ်ကြည့်ဒါကတော့ပုံလေးနဲ့စိတ်ထားတာပဲဖြစ်ပါတယ်အဲ့တော့ Sona က file အနေနဲ့စိတ်ထားတာကိုကြည့်ချင်တယ်ဆိုရင်file manager တွေကိုသွားလိုက်ပါမယ်အဲဒီမှာ file manager သူက download cam scanner ဆိုတဲ့ folder တွေကိုသွားမှာဖြစ်ပါတယ်အဲ့တော့ခုလောဆယ်တော့ recent နဲ့မှာပေါ်နေပါပြီ download ထဲမှာ Sona အကျန်းဆိုတဲ့ဟာနော်အဲ့တော့ဒီ file ကိုဖတ်မယ်ဆိုရင်တော့ PDF file ဖတ်လို့ရတဲ့ app တစ်ခုခုတော့ရှိဖို့လိုအပ်ပါတယ်အခုကျွန်တော်ဖုန်းနဲ့ကတော့ WPS Office နဲ့ဖတ်တာဖြစ်ပါတယ်အဲ့တော့ drive ပါတယ်ဆိုရင်လည်း drive နဲ့လည်းဖတ်လို့ရပါတယ်နော်အဲ့တော့ Google Drive က PDF file နဲ့ဖတ်လို့ရပါတယ်ကြည့်ဒီမှာကျွန်တော်တို့ Sona က scan ဖတ်ထားတဲ့အကျန်း PDF file လေးပဲဖြစ်ပါတယ်တော်တော်လေးအဆင်ပြေပါတယ်ဒီ app လေးကတော့နောက်တစ်ခုကပုံကနေပြီးတော့ PDF file ပြောင်းမယ်ဆိုရင်လည်း import images ဆိုရွေးလိုက်ရပါတယ်အဲ့မှာကျွန်တော်တို့ဒီမှာတက်ပုံရိုက်ထားတဲ့ပုံတစ်ပုံရှိပါတယ်
အဲ့ဒီဓာတ်ပုံကို select လုပ်ပြီးတော့ import လုပ်ပြရမှာဖြစ်ပါတယ်အဲ့သူ scan ဖတ်ထားတဲ့ပုံနဲ့ကျွန်တော်တို့ view camera နဲ့ရိုက်ထားတဲ့ပုံနဲ့မတူပါဘူးเนาะအဲ့မှာနှိုင်းယှဉ်ကြည့်လို့ရပါတယ်ကျန်တာတော့သူကသူ app ကနေ auto လုပ်ပေးသွားမှာဖြစ်ပါတယ်မကြရင်တော့ဒီ crop လုပ်တာတွေပါတယ်ကိုယ့်အကိုစိတ်တန်းကြပြင်လို့ရပါတယ်တော်တော်များများတော့သူ auto လုပ်တဲ့ဟာတွေကအဆင်ပြေပါတယ် quality လည်းကောင်းပါနော်ကဲဒါဆိုရင်ဒီမှာပုံကနေ scan ဖတ်တာရသွားပါပြီနော်အဲ့တော့ဆောနာက direction နေရာမှာခုပုံလေးရကြတော့ down line ဖြစ်တဲ့အတွက် portrait ကိုရွေးလိုက်ပါမယ်အဲ့တော့ auto ရွေးထားရင်တော့သူပါသူ down line ဆိုရင် portrait ရွေးသွားမှာဖြစ်ပါတယ် layer လိုက်ဆိုရင်တော့ landscape ရွေးသွားမှာဖြစ်ပါတယ်ကဲဒီမှာတပ်ပုံကနေပြီးတော့ scan ဖတ်လိုက်တာဖြစ်ပါတယ်နော်ဒီမှာ document စာသားတွေကတော့လုံးဝရှင်းလင်းနေတာပဲဖြစ်ပါတယ်ကဲဒါကို save to gallery ကို save လိုက်ပါတယ်အဲ့တော့နိုင်ရှင်းကြည့်အောင်ကင်မရာနဲ့ရိုက်ထားတာနဲ့ဒီ scan ပြန်ပြီးတော့ cam scanner နဲ့ပြင်ထားတာနဲ့ပေါ့နော်အဲ့မှာအယောင်ချင်းကမတူပါဘူးနော်ဒါတော့သူရဲ့စာရွက်အယောင်နဲ့ပြတာဖြစ်ပါတယ်ဒါဓာတ်ပုံရိုက်ထားတာပါဒီဘက်ကတော့ဆောနာပုံလေးကို cam scanner နဲ့ပြန်ပြီးတော့ scan ပတ်ထားတာပဲဖြစ်ပါတယ်အဲ့ print ထုတ်တဲ့နေရာမှာဆောနာဓာတ်ပုံရိုက်ထားတဲ့ဟာနဲ့ထုတ်လိုက်ရင်တော့ကျွန်တော်စာရွက်သား memory ကြီးနဲ့ထွက်လာမှာဖြစ်ပါတယ်ဒီဘက်က scan ဖတ်ပြီးသားနဲ့ဆိုရင်တော့ရိုးရိုးစာစီစာရိုက်ပြီးသားကိုထုတ်သလိုပဲအဆင်ပြေပြေလေးနဲ့ထွက်လာမှာဖြစ်ပါတယ်အဲ့တော့ဒီ app လေးကတော့တော်တော်လေးကိုအသုံးဝင်တဲ့ app ပဲဖြစ်ပါတယ်အဲ့တော့သူထဲမှာလည်း function တွေအများကြီးပါပါတယ်နော်အဲ့တော့ word file excel file powerpoint အဲ့ဒီမှာ PDF ကနေပြီးတော့ပုံပြောင်းတာတွေပုံကနေ scan ပတ်တာတွေပြီးရင်အများကြီးပါပဲเนาะဒီမှာပြီးရင် license ဓာတ်ပုံတွေID card เนาะအဲ့မှာ ID card scan ပတ်တာတွေအများကြီးပဲရှိပါတယ်အဲ့သူ pro version premium ဝယ်တော့ရင်တော့ပို့ပြီးတော့ပြည့်ပြည့်စုံစုံသုံးရမှာဖြစ်ပါတယ်အဲ့တော့နည်းနည်းပါးပါးဒီကိုရေးသုံးတဲ့ဟာလေးတွေကတော့အဆင်ပြေပါတယ်သူ free version နဲ့အဆင်ပြေပါတယ်တော်တော်လေးကောင်းတဲ့ app လေးဖြစ်ပါတယ်အဲ့တော့သူကတော့အိန္ဒိယမှာတော့ဒီ app ကို ban ထားတယ်လို့တော့ကြားပါတယ်အဲ့တော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ information တွေအချက်လက်တွေကိုဒီ app ကနေတစ်ဆင့်ယူနေရပေါ့နော်တရုတ်နိုင်ငံယူနေရဆိုပြီးတော့သူ ban ထားတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ scan ပတ်တာတဲ့ပုံနေနဲ့အိမ်အောင်စရာတွေအဲ့လိုမျိုးချက်လက်တွေကိုဒီ app ကနေတစ်ဆင့် spy လုပ်နေတယ်ပေါ့နော်ဒီလိုနိုင်ငံချင်းညာနဲ့မတည့်ရဆိုတော့ဒီ app ကို ban ထားတယ်လို့ဟိုလိုနာတဲ့သတင်းထဲမှာကြားတာပါတယ်အားလုံးမကျေးဇူးတင်ပါတယ်